ကဲအားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ကျွန်တော်တို့မြန်မာလက်ရွေးစင်တင်ရပွဲရှိတယ်ပေါ့နော်မြန်မာနဲ့စီးရီးယားနဲ့ပွဲရတော့ဒီည10:45မှာကန်တော့မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်က live ကြည့်လို့ရမယ့်နည်းလေးကိုကျွန်တော်ပြပြပေးချင်ပါတယ်ပေါ့နော်ဒီနည်းလေးကျွန်တော်ဒီအခု live ရှာနေပါပေါ့နော်မြန်မာကအဝေးကွင်းမှာတားကန်ရမှာဖြစ်တဲ့အတွက်ဒီ TV channel တွေကတော့လွှင့်ဖို့ကြွညာထားတာတော့မတွေ့ဘူးပေါ့နော်တကယ်လို့သူတို့လွှင့်တယ်သတင်းထူးတယ်ဆိုရင်လည်းကျွန်တော်ကဒီဘောလုံးပွဲပြတဲ့အချိန်မှာဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးအောက်မှာလည်းကျွန်တော် link တွေလာပြီးတော့ချပေးမှာပေါ့နော်ကျွန်တော် YouTube မှာရှာတာတော့ဒီ channel လေးတစ်ခုကနေအခုတီမောပွဲလာနေပါတော့ကျွန်တော်အခုဗီဒီယိုလုပ်နေတဲ့အချိန်မှာတီမောပွဲလာနေတာတီမောပွဲကိုတော့ဒီ channel ကလွှင့်နေတာကိုကျွန်တော်တွေ့ရတယ်ဒီပြင်ပွဲရလွှင့်ကျွန်တော်ဒီ channel မှာလွှင့်နေတာတွေ့ရတယ်ဒီပြင် channel တွေမှာတော့တိတ်မတွေ့ဘူးပေါ့နော်သူက faint ဟိုဟာတွေပဲများတယ်ပြီးတော့နောက်ထပ်ကျွန်တော် software မှာတော့တွားပြီးကြည့်လို့ရတယ်ဒီမှာ Barmi TV Pro ဆိုပြီးဒီ software လေးရှိတယ်နော်အဲ့ software လေးကဒါမှမဟုတ်ဒီ software လေးကပို့ပြီးအောင်နေဖြစ်တယ်ကျွန်တော် Play Store မှာရှာကြည့်ဒီ software မတွေ့ဘူးအဲကြောင့်ဒီ software နဲ့ပဲကျွန်တော်စမ်းပြီးပြထား Play Store မှာတွက်ရှာလိုက်နော် BURME Barmi TV Pro လို့ရိုက်ရှာလိုက်အဲကြရင်ဒီမှာတွေ့လိုက်မယ်နော်ဒီ software လေးကို download ဆွဲလိုက်ပါနော် download ဆွဲကျွန်တော် down ပြရဆိုတော့ open ကိုနှိပ်လိုက်မယ်ဒီမှာသူတို့ဒီညလွှင့်ပေးမယ်ပွဲတွေရှိတယ်ပေါ့နော်ဒီမှာမြန်မာပွဲလည်းပါတယ်ဒီမှာပေါ့နော်မြန်မာပွဲဒီမှာသူတို့ဒါပွဲမစသေးပါဘူးနော်ပွဲချင်းမစသေးပါဒီမှာလွှင့်ပေးမယ်လို့တော့ကြေညာထားတယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာသွားပြီးတော့ AC ဝင်ကြည့်လို့ရမှာပေါ့နော်ဒီ software ရှိတဲ့လူတွေကပုံမိုက်တယ်ပေါ့နော်ဒီ software အခုလောတယ်လည်းကြည့်လို့ရတယ်အဲ့ဆိုရင်ကျွန်တော်တို့ကြည့်လို့အဆင်မပြေတဲ့လူရှိရင် comment မှတ်ခဲ့နော်ကျွန်တော်ကြည့်လို့ရတဲ့ link လေးကိုကျွန်တော်ပွဲစဉ်လာတဲ့တောက်လျှောက်ကျွန်တော်ပို့ပေးပါမယ်နော်ကဲအားလုံးပဲအဆင်ပြေကြပါစေဒီမှာအတင်းလဲအနိုင်ရရှိပါစေ